ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ KHD Channel မြန်မာနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာ sharing လုပ်ပေးသွားချင်တဲ့အကြောင်းအရာလေးကတော့မိမိဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဓာတ်ပုံဗီဒီယိုအခြားစတဲ့ information တွေကိုသိမ်းဖို့ memory မလုံလောက်ဘူးဆိုလို့ရှိရင် free သိမ်းလို့ရမယ့်နေရာလေးတစ်ခုရှိပါတယ်ဟုတ်ကဲ့ပါအဲ့ဒါကတော့ Google Drive ပဲဖြစ်ပါတယ်ခင်ဗျာ Google Drive မှာဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံဗီဒီယိုကနေပြီးတော့စလို့ software တွေအထိကို free တင်ထားပြီးသိမ်းလို့ရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင် Google Drive မှာဘယ်လိုသိမ်းရလဲဆိုတာလေးကိုကျွန်တော်တို့ဆက်ကြည့်လိုက်ကြအောင်အရင်ဦးဆုံးကျွန်တော်တို့မှာ Google Drive ကိုအသုံးပြုဖို့အတွက်မိမိမှာ Gmail account တစ်ခုရှိဖို့လိုပါတယ် Gmail account တစ်ခုရှိပြီဆိုရင်တော့ကျွန်တော်တို့ Google Drive ကိုသုံးလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအကယ်၍ Gmail မရှိသေးဘူးဆိုရင်တော့ Gmail ကိုအရင်ဦးဆုံးဖွင့်ပေးပါခင်ဗျာဖုန်းတွေမှာတော့ဆို Google Drive software လေးကပါလာပြီးသားဖြစ်ပါတယ်အကယ်၍မိဖုန်းမှာ Google Drive software မတွေ့ဘူးဆိုရင်တော့ Play Store ကနေတော့ download ရယူနိုင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီ Google Drive ကိုတွားဖို့အတွက်ဒီ desktop ကနေပြီးတော့လှုပ်ဆောင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုတော့ဖုန်းမှာလည်းအတူတူပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်အရင်ဦးဆုံးကျွန်တော်တို့ Google Drive ကိုတွားဖို့အတွက်ဒီ search box ထဲမှာကျွန်တော်တို့က www.googledrive.com စာလေးကိုရိုက်ထည့်ပေးပါခင်ဗျာပြီးရင်တော့ကျွန်တော်တို့ under လေးခေါက်လိုက်ပါခင်ဗျာဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ personal use Google Drive ဆိုတာလေးကိုတွေ့မှာဖြစ်ပါတယ်အဲဒီကိုတစ်ချက် click ပေးပါခင်ဗျာဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က Google Drive ကိုတွားမယ့်နေရာလေးကိုရောက်ရှိမှာဖြစ်ပါတယ်ဒီမှာ go to drive ဆိုတာလေးကိုချက်နှိပ်ပြီးဝင်ပေးပါခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့က Google Drive ထဲကိုရောက်လာပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က Drive ထဲကိုရောက်ပြီဆိုလို့ရှိရင်ဓာတ်ပုံတွေဗီဒီယိုတွေအခြားစာရွက်စာတမ်းတွေကိုဘယ်လိုသိမ်းမလဲပေါ့နော်ဒါလေးကိုကျွန်တော်အရင်ဦးဆုံးရှင်းပြပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးကျွန်တော်တို့ဒီအောက်မှာဆိုလို့ရှိရင် Google ထဲမှာကျွန်တော်တို့သိမ်းလို့ရတာကတော့ free သိမ်းလို့ရမှာ15 GB ဖြစ်ပါတယ်15 GB ပေါ့နော်15 GB ကို free သိမ်းလို့ရမှာပဲဖြစ်ပါတယ်15 GB ထက်ကျော်လွန်ပြီးသိမ်းကျင်နေဆိုရင်ကျွန်တော်တို့ကအောက်မှာ buy story ဆိုတာလေးကိုဒီ store ကိုဝယ်ရမှာဖြစ်ပါတယ်ဒီကနေပြီးတော့ကျွန်တော်တို့ဝယ်ပြီးဆက်လက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံဗီဒီယိုတွေကိုကျွန်တော်အရင်ဆုံးသိမ်းကြမယ်ပေါ့နော်သိမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ new လေးကနေပြီးတော့ခေါ်မှာဖြစ်ပါတယ် new ဆိုတာလေးကို click ချက်ပေးပါAVB ဆိုလို့ရှိရင်ကျွန်တော်တို့ကအမှာ folder ရှိမယ် file upload folder upload ဆိုတာလေးရှိမယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ကသိမ်းမဲ့အကြောင်းအရာတွေကို folder တစ်ခုတိဆောက်ပြီးတော့သိမ်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ folder လေးတစ်ခုတိဆောက်လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီကို click ချက်ပေးပါပြီးရင်တော့မိမိသိမ်းမဲ့အကြောင်းအရာတွေနာမည်ပေးပေါ့နော် folder ကိုနာမည်ပေးလိုက်ပါကျွန်တော်ဥပမာ photo လို့ပဲပေးလိုက်မှာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့က create ဆိုတာလေးကိုနှိပ်ပေးပါခင်ဗျာနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ folder တစ်ခုတိဆောက်ပြီးသွားပါပြီဆိုတော့ဒီ folder ထဲမှာကျွန်တော်တို့ကသိမ်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ folder ကို click နှစ်ချက်နှိပ်ပြီးဖွင့်ပေးပါဒါဆိုရင် folder ပွင့်ပြီပေါ့နော်ဒီ folder ထဲမှာကျွန်တော်တို့သိမ်းမယ်ဆိုလို့ရှိရင်မိမိသိမ်းခြင်းတဲ့အရာကိုဒီ new ကနေပြီးတော့ပဲခေါ်ရမှာဖြစ်ပါတယ်ဥပမာဆိုရင် file သိမ်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က file upload ဆိုတာလေးကိုနှိပ်ပြီးဝင်ပေးရမှာဖြစ်ပါတယ်မိမိသိမ်းခြင်းတဲ့ file တွေကိုကျွန်တော်တို့ကဘယ်မှာရှိလဲရှာပါပြီးပြီဆိုရင်တော့ကျွန်တော်တို့ကဥပမာကျွန်တော်ဒီ file လေးကိုသိမ်းမယ်ပေါ့နော်ဒီ file လေးကိုသိမ်းမယ်ဆိုရင် file လေးကို click ချက်နှိပ်ပြီးရင် open ဆိုတာလေးနှိပ်ထည့်ပေးလိုက်ပြီဆိုရင်အဝိုင်းလေးပြီးရင်ကျွန်တော်တို့ကမိမိသွင်းတဲ့ file လေးရောက်လာမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံတစ်ပုံရောက်ပြီပေါ့နော်ဒီ file လေးတစ်ခုရောက်ပြီဥပမာကျွန်တော်တို့ကဒီ file လေးကိုအခြားတငယ်ချင်းတွေကိုလည်းကြည့်စေချင်တယ်ကြည့်လို့ရအောင်လုပ်ပေးချင်တယ်ဆိုလို့ရှိရင်တော့ file လေးကို click တစ်ချက်နှိပ်ပါပြီးရင်တော့ကျွန်တော်တို့ဒီမှာ get shareable link ဆိုတာလေးရှိပါတယ်ဒီ get shareable link ဆိုတာလေးကိုနှိပ်ပေးပါနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာသူ့ကိုကျွန်တော်တို့ကဒီ link လေးကိုပေးလို့ရမှာပဲဖြစ်ပါတယ်ဒီ link လေးကိုကျွန်တော်တို့က copy ယူပြီးတော့ကိုပေးချင်တဲ့သူကိုပေးလို့ရမှာပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီမှာ restricted ကိုကျွန်တော်တို့ထားမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကသူ့ကိုကန့်သတ်ထားမယ်ပေါ့เนาะဒါမှမဟုတ်သူကနေမှတစ်ဆင့်အခြားသူတွေကို link ထပ်ပေးလို့ရပေးချင်တယ်ဆိုလို့ရှိရင်เนาะဒီမှာ anyone with the link ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်သူကနေပြီးတော့မှတစ်ဆင့်အခြားသူတွေကို link share လို့ရမှာဖြစ်ပါတယ်ဆိုလို့ရှိရင်အဲ့ဒီ share လိုက်တဲ့သူတွေကိုကျွန်တော်တို့က permission ကန့်သတ်ထားမယ်ဆိုလို့ရှိရင်လည်းဒီဘက်မှာ
viewer ဆိုတဲ့နေရာလေးမှာကျွန်တော်တို့နှိပ်လို့ရပါတယ်ဒါဆိုလို့ရှိရင် viewer မှာထားမယ်ဆိုရင်သူတို့ကိုကျွန်တော်တို့ကကြည့်စေချင်ပါလားနောက်တစ်ခါ command တွေကိုရေးခိုင်းအောင်မလား permission ပေးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရင်ဒီပုံနဲ့ပတ်သက်ပြီးတော့ edit တွေပါလုပ်ခွင့်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က editor ပါရွေးလို့ရတယ်ပေါ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကြည့်စေချင်ုံတက်ပဲဆိုလို့ရှိရင်တော့ viewer မှာထားပေးလိုက်ပါ viewer မှာထားပြီးတော့ကျွန်တော်တို့က done လေးကိုနှိပ်လိုက်မယ်ဆိုရင်ကိုပေးလိုက်တဲ့မိတ်ဆွေတကယ်ချင်းကကျွန်တော်တို့ဒီမိမိရဲ့ file လေးကိုဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်နောက်တစ်ခုကျွန်တော်တို့ကfolder တွေတွင်းမယ်ပေါ့နော် folder တွေတွင်းမယ်ဆိုရင်လည်းပဲကျွန်တော်တို့ကဒီ new လေးကိုခေါ်ပါ folder upload ဆိုတာလေးကိုကျွန်တော်တို့ကနှိပ်လို့ရပါတယ်ပြီးရင်ဆိုရင်တော့ကျွန်တော်တို့ကအထက်က file တွေကိုကျွန်တော်ဒီမှာကျတော့ယူလို့မရပါဘူး folder ကြီးတစ်ခုလုံးကိုကျွန်တော်တို့သိမ်းမှာဖြစ်ပါတယ်ကဲမိသိမ်းမဲ့ folder ကို click ချက်ပေးပြီးရင် upload ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီနေရာမှာအဝိုင်းလေးကြည့်သွားရင်ကျွန်တော်တို့သိမ်းမဲ့ folder ကထဲကိုရောက်ရှိမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူဒီဝိုင်းလေးပြီးအောင်တော့ကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့ဒီအခုတွင်းလိုက်တဲ့ folder ကြီးတစ်ခုလုံးကဒီစာရွက်စာတမ်းတွေကအခြားမိတ်ဆွေတငယ်ချင်းတယောက်ယောက်နဲ့အတူအလုပ်တူတွဲလုပ်ထားတဲ့အရာဖြစ်တယ်ဆိုလို့ရှိရင်မိမိနဲ့အတူအလုပ်တွဲလုပ်ထားတဲ့သူကိုလည်းပဲမိမိ drive မှာလှမ်းပြီးတော့ join ထားလို့ရပါတယ်အဲ့လို join မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟောဒီမှာလူရုပ်လေးနဲ့ icon လေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်ဒီ icon လေးမှာတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမိမိ join ထည့်မဲ့သူရဲ့ email ဟိုဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ် email ကိုဒီမှာရိုက်ထည့်ပေးပါရိုက်ထည့်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က done ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်မိမိနဲ့အလုပ်အတူတူတွဲလုပ်ထားတဲ့တငယ်ချင်းကလည်းပဲမိမိရဲ့ drive မှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်မှာအလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ပြီဆိုရင်တော့သူ့ကိုလည်းပဲကျွန်တော်တို့ကဒီအောက်မှာကျွန်တော်တို့က permission ပေးထားလို့ရပါတယ်။permission ကဘာ permission ပေးမလဲပေါ့နော်။သူ့ကိုကျွန်တော်တို့ကအကြည့်ုံတက်ပဲလား။သူမဟုတ် command တွေပါရေးခိုင်းလို့မလား။ဒါမှမဟုတ်လည်း edit ပါပြုလုပ်ခွင့်ပေးမလားပေါ့နော်။အဲဒီလိုရွေးချယ်ပြီးတော့ကျွန်တော်တို့ကသူ့ကို permission ရွေးထားလို့ရပါတယ်။ဆိုတော့သူ့လည်းပဲကျွန်တော်တို့ကဥပမာ viewer အဖြစ်နဲ့ပဲထားမယ်ဆိုရင်လည်း viewer အဖြစ်နဲ့ထားပြီးကျွန်တော်တို့က done ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ထိုတငယ်ချင်းကလည်းပဲမိမိရဲ့အထက်မှာရှိတဲ့ folder တွေ file တွေကိုသူကကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်တို့ဒီ Google Drive မှာဓာတ်ပုံဗီဒီယိုခြား software တွေကိုဘယ်လိုသိမ်းရမလဲဆိုတာလေးကိုဝင်ငှပေးသွားခြင်းပဲဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ဒီ new ထဲမှာဆိုလို့ရှိရင်တော့အောက်မှာက Google Document တို့ Google Sheet တို့ Google Slide တို့ကတော့ဒီကျွန်တော်တို့လုပ်ငန်းပိုင်းကြီးတွေမှာ business သမားတွေအသုံးပြုဖို့ပေါ့နော်ဥပမာဆို document create လုပ်ပြီးတော့တင်ချင်တယ်ဆိုရင်လည်းတင်လို့ရပါတယ် sheet တွေဖန်တီးပြီးတော့တင်မယ် slide တွေဖန်တီးပြီးတင်မယ်ဆိုရင်လည်းကျွန်တော်တို့ကသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီအောက်ကအရာတွေတော့ကျွန်တော်ဆက်မသွားတော့ပါဘူးမိမိ personal information လောက်ပဲဆိုရင်တော့ဒီအပေါ်ကအရာလေးကိုတည်ပြီးဆိုရင်ကျွန်တော်တို့ကောင်းကောင်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါလေးကတော့ဒီမိမိရဲ့ Google Drive မှာဓာတ်ပုံဗီဒီယိုအခြား software တွေစာရွက်စာတမ်းတွေကိုဘယ်လိုသိမ်းရမလဲတကယ်ချင်းနေနဲ့ဘယ်လို share ပြီးတော့သုံးပြုလို့ရမလဲဆိုတာလေးကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမိမိသိမ်းခဲ့တဲ့ information တွေကိုအသုံးမလိုတော့ဘူးကျွန်တော်တို့ပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖြတ်ချင်တဲ့ဒီ file ပဲဖြစ်ဖြစ် folder ပဲဖြစ်ဖြစ်ပေါ့နော်သူ့ကို click တစ်ချက်ပေးပါပြီးပြီလို့ရှိရင်တော့ဒီမှာ remove ဆိုတာလေးရှိပါတယ်ဒီ remove ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဖြတ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီကျွန်တော်တို့ဒီ remove ကနေပြီးတော့ဖြတ်လိုက်ပြင်မဲ့ကျွန်တော်တို့ဒီ thread ပုံထဲမှာကျွန်တော်တို့ရှိနေမှာဖြစ်ပါတယ်ဒီ thread ပုံထဲမှာရှိနေပါဒီကနေပြီးတော့မှကျွန်တော်ကအပီးဖြတ်ထုတ်ခြင်းတယ်ဆိုလို့ရှိရင်သူ့ကို thread ပုံထဲကိုဝင်ပြီးလို့ရှိရင်သူ့ကို click တစ်ချက်ပေးပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ delete forever ဆိုတာလေးကိုနှိပ်ပြီးဖြတ်ထုတ်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ Google Drive ကနေပြီးတော့အပီးပိုင်ဖြတ်ထုတ်သွားမှာပဲဖြစ်ပါတယ်ဒီမှာ delete forever ဆိုတာလေးကိုနှိပ်ပေးပါဒါဆိုရင်တော့ drive ထဲမှာမရှိတော့ပါဘူးဒီနေ့ဝင်ငှပေးသွားတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ Google Drive မှာဓာတ်ပုံဗီဒီယိုစတဲ့ information တွေကိုဘယ်လိုသိမ်းရမလဲဘယ်လောက်ထိသိမ်းလို့ရတယ်လဲဆိုတာလေးကိုကျွန်တော်က sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုကျွန်တော်ဗီဒီယိုလေးက
မိတ်ဆွေတို့အတွက်အကျုံးဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးဘေးနားက notification bell လေးကိုလည်းနှိပ်သွားပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်နောက်ဗီဒီယိုတစ်ခုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါအောင်စို့